တာမန်ကျောင်းသားလေးတစ်ယောက်ကကဘာကြီးကိုကဲတင်မဲ့မော်ဆရာဖြစ်လာနိုင်မလားနာမည်ကြီးမော်ဆရာမန်ဝိုင်ရဲ့တပည့်ရင်ဘော်ဖက်ဆာဟာသူ့ဆရာရဲ့အမွေဆက်ခံသူကိုရှာဖွေဖို့ရာစုနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပါတယ်နောက်ဆုံးမှာတော့ယူပဗေဒကျောင်းသားလေးတွေကိုရှာတွေ့သွားပါတယ်တဲမှာမန်ဝိုင်ရဲ့မော်စွမ်းအင်တွေကိန်းအောင်နေတာပါဒါပေမဲ့ပြဿနာကတဲဟာမော်ပညာထက်သိပ္ပံပညာကိုပဲစိတ်ဝင်စားနေတာဖြစ်တယ်လို့သူ့ရဲ့မော်စွမ်းတွေကိုလည်းမထိန်းချုပ်နိုင်သေးပါဘူးတစ်ဖက်မှာလည်းမိစ္ဆာမော်ဆရာမက်ဆမ်ဟော်ဘတ်ဟာထောင်ချောက်ထဲကလွတ်မြောက်လာပြီးကဘာကြီးကိုဖျက်ဆီးမဲ့မော်ဂန်နာကိုအသက်သွင်းဖို့ကြိုးစားနေပါတယ်ဘော်ဖက်ဆာကတဲကိုအချိန်တိုအတွင်းမှာမော်ပညာတွေအမြန်တင်ပေးပြီးဒီအန်နီယကိုတားဆီးဖို့ပြင်ဆင်ရပါတော့တယ်နယူးယောက်ကမြို့လေခေါင်မှာမော်ပညာနဲ့သိပ္ပံပညာပေါင်းစပ်ပြီးတိုက်ခိုက်ကြတဲ့အခန်းတွေကတကယ်ကိုလမ်းပါတယ်ဒဲတယောက်သူ့ရဲ့ကြောက်စိတ်တွေကိုကျော်လွှားပြီးတကယ်မော်ဆရာတယောက်ဖြစ်ကဘာကြီးကိုကယ်တင်နိုင်မလားမော်ဆရာအလုပ်တင်လေးရဲ့စွန်စားခန်း The Sorcerer's Apprentice ဒီကားလေးကိုပြန်ကြည့်ဖို့မမေ့နဲ့ဦးနော်နောက်ထပ် recap တွေအတွက် like နဲ့ follow လုပ်ထားပေးပါဦး